ရုတ်နှစ်တကူပိတ်ရရတာနဲ့အင်ဒိုနီးရှားနိုင်ငံဘတ်တန်ကျွန်းမှာ ACC လေးအနားယူလိုက်တယ်။ River Front ကနေဘတ်တန်ကို ferry စီးသွားလိုက်တယ်။မသွားခင်တည်းကတော့ကြိုပြီးတော့ hotel booking လုပ်သွားတယ်။ကျွန်တော်တဲတဲ့ hotel က Nagua Mansion လို့ခေါ်တဲ့ 4 star hotel ပေါ့။ပြီးတော့ hotel ကတန်ရှင်းတဲ့အခန်းကလည်းမိုက်ရေဦးကန်နဲ့ပါတယ်။မနက်စာလည်းကျွေးတယ်။ညကျတော့ Grab ခေါ်ပြီးတော့ food ကောင်ကိုစားဖို့တော့ထွက်ခဲ့တယ်။ဒီမှာအတန်ဆုံးကတော့အစားအသောက်နဲ့ seafood တွေပြီးတော့ကျွန်တော် duty free မှာလည်းဈေးတန်တန်နဲ့ရခဲ့တဲ့ volatile နဲ့ပေါ့ကတစ်လုံးမှာ30ကျော်ပေးရတယ်။စင်ကာပူမှာပင်လယ်စာတွေဈေးကြီးတဲ့လောက်ဒီမှာကျတော့ပင်လယ်စာတွေကအရန်စားလို့ကောင်းပြီးအရန်လည်းတန်တယ်။အကြိုက်စားလို့ရတယ်။ဟိုတယ်ကမနက်စာကျတော့ဘူးဖေးကျွေးတယ်ပေါ့။တောက်စရာအေးတွေရောအစုံလင်းပဲကြိုက်တာထည့်စားလို့ရတယ်။ကျွန်တော်နည်းနည်းပတ်ရှူချောင်းလောက်နှစ်ပတ်ကန်ပေါ့။ဟိုတယ်မှာတော့ Grab ခေါ်ပြီးတော့ shopping ထွက်ခဲ့တယ်ဒီပစ္စည်းတွေကဈေးဝယ်ရတာအရန်တန်တယ်စင်ကာပူနဲ့မတူဘူးညနေပိုင်းကျတော့ကျွန်တော်ပင်လယ်ဘက်ကိုထွက်ခဲ့အေးစစ်စစ်ပါပဲတစ်နှစ်ပတ်လုံးလူပင်ပန်းခဲ့ရတယ်စိတ်ပင်ပန်းခဲ့ရတယ်ခဏတာလေးဒီပင်လယ်မှာမေးဖြောက်လိုက်တယ် relax လုပ်လိုက်တယ် recommendation my friend နဲ့အိမ်ပြန်လမ်းမှာဝေးဝေး seafood မှာအကြိုက်ဆွဲခဲ့တယ်ဈေးနှုန်းကတော့စင်ကာပူထက်အဆပေါင်းများစွာတန်တယ်